ရိသတ်ကြီးအားလုံးကိုမင်္ဂလာပါကျွန်တော်တို့ရွှေမြန်မာတွေရှိတဲ့ကျွန်တော်တို့ဘန်ကောက်မြို့ကိုကျွန်တော်တို့ဒီနေ့ပွဲကျွန်တော်တို့အများကြီးအဆက်အသွယ်ပြတ်နေတာအခုမှကျွန်တော်တို့ရဲ့ရွှေကိုတွေ့ရတယ်အယောင်ဝင်သားတယ်ဒီနေ့တော့အဖေးတာကျေးဇူးထူးတင်ပါတယ်ကဲတော့ကပယကကြီးလေကျေးဇူးတင်တယ်တော့ကျွန်တော်နောင်နေတယ်ပြန်လဲဆုံးဖြတ်ချင်ပါသေးတယ်ဆုံးတော့ချင်တော့မဟုတ်ဘူးလားကဲဟိုဘက်ထောင်းကပရိသတ်ကြီးအားလုံးဒီဘက်ကပရိသတ်ကြီးအားလုံးရှယ်ရဲကဲတရုံလုံးမှာရှိတဲ့ပရိသတ်ကြီးအားလုံး